မင်းတို့ဆိုင်ဈေးကြီးဆုံးနိုင်ဗျ စိတ်လျှော့ကိုဒီလိုအမောင်းနဲ့ဈေးကြီးဆုံးလို့ချင်းဒီလိုမျိုးဆိုင်အောင်မလာနဲ့ အဲ့အောင်ငါဝယ်နိုင်တယ်မင်းပြကြရရှိတာဗျမင်းကမပါထင် ကျွန်တော်မီတင်တစ်ခုရှိတယ်အပြင်သွားစရာရှိတယ်ကျွန်တော်မန်နေဂျာပြပေးလိုက်မယ်ဟဲ့အောင်ဝိုင်းပြီဒီကိုနိုင်ရတဲ့ချာပြပေးလိုက်ငါလုပ်ကိစ္စတစ်ခုရှိ မင်္ဂလာပါကိုကျွန်တော်ဝိုင်းပြီပါ ဒီလေးတက်ရပဲကောင်း အခုငွေမောက်တော့တုံးလိုက်ခင် ငွေရကိစ္စမရှိဘူးပြရမှာမင်းလို့ငါကြိုက်တာငါကြည့် ပြပေးမယ် APY 0152002SC Jumbo Edition ဘယ်လောက်လဲ 38တင်အခုအတွက်ဆိုဒီငွေမောက်ဘာမှမဟုတ် ဟမ် APY 0155000SD ဘယ်လောက်လဲ 48တင် ဟမ် APY 0155000 OR Rose Gold တာပါရှင် ဘယ်လောက်လဲ 58တင် ဟမ် အခုဘာတွေဟန်ရနေရလဲဒါ entry ပဲရှိတယ်ဒီထက်ဈေးကြီးတယ်ထပ်ပြပေးအောင် ကိုမင်းသားကိုခဏလောက်ခေါ်ပြပါလားကိုမသွားသေးဘူးထင်လေ ဘာကိစ္စရှိလို့ သူ့ကိုပဲခဏလောက်ခေါ်ပြပါကိုမင်းသားနဲ့ပဲတွေ့ချင်း နားလေးဆောင်ဝိသားအနေနဲ့တွေ့ချင်တယ်ပြောတယ် ဟုတ်ဗာမင်းဖြစ်လို့လဲ ကိုမင်းသားကျွန်တော်ဒီလောက်နဲ့ဘာရနိုင်မလဲ တန်ရပဲကောင်းတယ်တော့ အဲ့ဒါတော့သိပါဒါနဲ့ဘာရနိုင် ဘာမှတော့မရနိုင်ဘူးကြီးခတ်ယူရင်တော့ဒီထက်ပိုများနေအောင်မယ်ဟိုမှာတကားရှိတယ်လာရလန်းတိုင်းပြန်လဲသွားလိုက်ဖတ်ပေါက်ထိလိုက်ဖို့ပေးရတယ်